ကြောက်ဖြူမျိုးပေါ်ကိုနေကဆန်တွေတင်သွင်းခွင့်ကိုပိတ်ပင်ထားပြီးဆန်ရှားပါလာနေတဲ့အချိန်မှာစစ်တပ်နဲ့နှိစက်သူတွေကဆန်တွေကိုရန်ကုန်ကမှာယူကဈေးတင်ရောင်းချမှုတွေရှိနေတယ်လို့သိရပါတယ်။နေဘက်ဒေသတွေကနေမြို့ကိုဆန်တင်သွင်းဖို့သွာလာခွင့်တွေမရှိတာကြောင့်လက်လုံလက်စားတွေဟာလည်းအခက်အခဲဖြစ်လာနေရတယ်လို့ကြောက်ဖြူမျိုးခံအမျိုးသမီးတယောက်ကပြောပါတယ်။ကြောက်ဖြူခရိုင်ကနှစ်စဉ်ထွက်လာတဲ့ဆန်တွေဟာဒေသအတွင်းပြည်သူတွေအတွက်ဖူလုံတဲ့အပြင်ပိုရှန်တယ်လို့လည်းသိရပါတယ်။ဒါပေမဲ့လည်းဒီနှစ်အတွင်းကျေးလက်ဒေသကဆန်စပါးတွေကိုကြောက်ဖြူမျိုးပေါ်ကိုတင်သွင်းခွင့်တွေကိုစစ်ကောင်စီကတင်းတင်းကြပ်ကြပ်တားမြစ်ပိတ်ပင်ထားတဲ့အတွက်ကြောင့်အခုလိုဆန်ရှားပါနေရတာဖြစ်တယ်လို့လည်းသိရပါတယ်။အခုလိုဆန်ရှားပါတဲ့အချိန်မှာဆန်နဲ့အခြေခံစားတောက်ကုန်တွေကိုရန်ကုန်ကနေစစ်ကောင်စီနဲ့ပတ်သက်ဆက်နွယ်နေတဲ့ခရိုနီအတိုင်းအဝိုင်းတွေကအလွယ်တကူမှာယူကခေါင်းပုံဖြတ်ဈေးတင်ရောက်ချနေကြတယ်လို့လည်းဒေသခံတွေကပြောဆိုကြတာပါ။ကြောက်ဖြူမြို့နယ်အပါအဝင်ကြောက်ဖြူခရိုင်မှာ2021-2022ခုနှစ်စာရင်းတွေအရမိုးစဘာ3,600,2194ဧကစိုက်ပျိုးပြီးရိတ်သိမ်းဧက3,600,1495ဧကရှိရမှာအထွန်းနှုံးအားဖြင့်တဧကကို59.95အထက်ရှိခဲ့ပြီးစုစုပေါင်းခံမှန်းခြေ93,58,000တင်ထွက်ရှိခဲ့တယ်လို့ DOCA ရဲ့ထုတ်ပြန်ချက်တွေအရသိရှိရပါတယ်။